အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ PS Idea Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကlesson လေးတွေလုပ်ပြီးတော့မှတော့မဟုတ်ဘူးဒီနေ့ကကျွန်တော်ရတနာတိုက်တစ်ခုရှာတွေ့တယ်အဲ့ဒီရတနာတိုက်ကိုမရှိတယ်ဆိုတာအားလုံးပြပေးအောင်မှာဖြစ်ဟုတ်ပါတယ်အားလုံးကိုကျွန်တော်ရတနာတိုက်ပြပေးအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရတနာတိုက်ကြီးရပါလေဆိုတော့ကျွန်တော်လည်းအမြဲတမ်းမေးနေတယ်ဗျာလက်ရှိမှာဒီ Photoshop တို့ဘာလို့ပေါ့နော် Photoshop နောက်ဆုံး update တွေပါတယ်ပမာတောင်းရလဲ software တွေပမာတောင်းရလဲဒီအခြား software တွေပေါ့ဒီ PC software တွေပမာ download လုပ်ရလဲဆိုပြီးတော့ကျွန်တော်ပြောနေတယ်ဒီကညီငယ်ညီမငယ်များအတွက်ပြပေးပါမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးစပြီးတော့ပမာရှာမလဲဆိုတော့ကျွန်တော် Chrome browser လေးကိုရင်ဖွင့်မယ် search bar လေးမှာ file CR ဆိုပြီးတော့အနာခေါက်ကဲတွေ့ပါပြီဗျာဒါကျွန်တော်တို့ရဲ့ရတနာတိုက်ကြီးပဲ file CR the biggest software to အဲ့ဒီထဲမှာကျွန်တော်ဝင်ပြီးတော့ကျွန်တော်လိုချင်တဲ့ software တွေ PC software တွေ Android ဒီ phone application software အကုန်လုံးကို free download ဆွဲလို့ရပါတယ်အခုဆိုရင်ဒီမှာ Windows လည်းရှိမယ် MacBook တွေအတွက်လည်းရှိမယ် Android application တွေ Android game တွေ PC game တွေအစုံအားလုံးက free အားလုံး free နော် search bar လေးမှာကျွန်တော်တို့ Photoshop ဆိုပြီးတော့ရိုက်ရှာလိုက် FOPA ဆို DO SAOP နော်အဲ့ဒါခေါက်လိုက်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာPhotoshop latest version အခုနောက်ဆုံး2026 latest version Windows အတွက်လည်းရှိမယ် MacBook အတွက်လည်းရှိမယ်အောက်မှာ2026 Lightroom တွေပါလေးရှိခဲ့ထားလိုက်တော့ကျွန်တော်တို့ဒီမှာ Adobe Photoshop 2026ထဲကိုဝင်မယ်ကျွန်တော်ဒီကနေပြီးတော့ download ဆွဲမယ်ခဏလေးအခုဒီကျွန်တော် Photoshop ကိုနောက်ဆုံး2026 version မနိုင်နဲ့PC တွေကင်ထားတဲ့ညီငယ်ညီမငယ်များအတွက်လည်းဒီထဲမှာပဲကျွန်တော်အောက်လေးကိုနည်းနည်းလေးဆွဲချလိုက်ပြီဆိုရင်ဒီမှာ version ဆိုရှိတယ်ရှိုးမိုးလေးကိုနှိပ်လိုက်2026 2025နေဟိုးအောက်ကိုထပ်ပြီးရှိသွားလိုက်အစုံ CS60 ဟိုးအရင် CS6 ကနေပြီးတော့အခုလက်ရှိ2026ထိ version အစုံထည့်ပေးထားတာဖြစ်ပါတယ်ကျွန်တော်အမှ download ဘယ်လိုဆွဲမလဲ download ဘယ်လိုဆွဲမလဲဆိုတော့လက်ရှိမှာတော့ဒီမှာအောက်တိုဘာ29တော့ထွက်ထားတဲ့ latest version ပေါ့နော်အလို Photoshop 2026ကိုကျွန်တော် download ဆွဲမယ်တော့သူရဲ့ဒီ file size လေးတွေကတော့ 5K ကျော်တယ်ပေါ့နော် 5.43K ရှိတယ်ဒီမှာ first download ရှိမယ် torrent နဲ့ download ရမယ် direct download ရှိမယ် download ကတော့ထားလိုက်တော့အဲ့ဒီဟာကျွန်တော်တို့လို free သမားတွေအတွက်တော့မဟုတ်ဘူးပေါ့ဗျာဒါ premium ဝယ်ထားရင်တော့အမြဲဆုံး download ရမယ်ကျွန်တော် free သမားတွေအတွက်ကတော့ဒီမှာ direct download ဆိုတာရှိတယ်အဲ့ဒါလေးကို click လေးတစ်ချက်နှိပ်မယ်ဟုတ်ပြီအမှ generating download link ဆိုတာလေးအဝိုင်းလေးနေမှာခဏလေးစောင့်ပြီးဟုတ်ပြီ successfully ဟုတ်ပြီအမှ click to download ဆိုပြီးတော့ပေါ်လာတဲ့အချိန်ကျရင် click တစ်ချက်နှိပ်ပြီးပါအမှ download တို့မ download လေးဆွဲနေဖြစ်ပါတယ်ဝင်တွေ့ချိန်နေလိုက်ကျွန်တော်တို့ရဲ့ download ဆွဲနေတဲ့အားလေးတွေ့မယ်အဲ့ဒီကနေပြီးတော့ကျွန်တော်အဲ့ဒါလေးပြေသွားတဲ့အချိန်ကျရင်ရပါပြီ zip file လေးကိုဖြည့်ပြီးတော့တုံးရုံပါသူစမှာတစ်ခုရှိနေတာတစ်ခုရှိတယ်ဗျဘာလဲဆိုတော့ဒီမှာဒါလေးကိုမမေ့ပါနဲ့ password ကျွန်တော်ခုနကတော့ file လေး download ဆွဲပြီးသွားပြီဆိုရင် zip file ကိုဖြည့်ဖို့အတွက် password တောင်းပါလိမ့်မယ် zip file ကိုဖြည့်တဲ့ချိန်ကျရင်အဲ့ချိန်ကျရင် zip file မှာ password အနေနဲ့123ဆိုတာလေးကိုရိုက်လိုက်ရင်ကျွန်တော် zip file auto ပြီးသွားမှာပါအားလုံးအဆင်ပြေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်